မင်္ဂလာပါညစီခွာစာဆောင်မှာနှုတ်ခွန်းဆက်တာပါရယ်နိုဝင်ဘာလ23ရက်2025ခုနှစ်တနင်္ဂနွေနေ့တင်တို့သည်ဤလောက၏အလင်းဖြစ်ကြ၏တောင်ထိန်၌တည်သောမြို့ကိုမကွယ်နိုင်ရှမတဲ့ခရစ်ကျမ်းခန်းကြီး9ခန်းငယ်14ခေါင်းစဉ်ကထိုအရ၌တခါကဖျားခင်၏အနားမှခါစားနေသောလူတစ်ယောက်ကကဘာမြေပေါ်မှစစ်ပွဲနှင့်ယောဂဝေဒနာညစ်ပတ်ခြင်းများကိုမြင်၍ဖျားခင်အားမေးပါတဲ့ဘလို့လဲဖျားသခင်လောကမှာဒုက္ခတွေများပင်ပန်းခြင်းနှင့်စစ်ပွဲတွေကိုမမြင်ဘူးလားမေတ္တာတော်အရှိကဘာမှမလုပ်တော့ဘူးလားအကူအညီပေးဖို့စိတ်ကူးမရှိဘူးလားအင်မတန်မှရက်ဆက်တာပဲဝေဖန်တဲ့ထိုအခါဖျားသခင်ကပြန်ပြီးပြောပါတဲ့အကူအညီကိုရှေလို့ရမှာပေါ့အဲ့ဒါကတင်ကိုယ်တိုင်မင်းဆိုပါတဲ့ပုံမြင့်ကလေးမှာတင်ရစာများကိုတင်နိုင်ပါသည်ခရိယန်ဖြစ်သောအခါဘုရားသခင်ကိုဝေဖန်ရန်အခြေအနေဆိုးများကိုအပြစ်တင်ရန်တက်ကိုယ်တိုင်ပါဝင်ပြီးရန်လိုပါသည်ဘုရားရှင်ဂရုမပြုဘူးလားဟုမေးရမှာထက်ကိုယ်တိုင်ဂရုပြုရန်ဘုရားရှင်ကသူတင်ပါသည်တင်တို့သည်ဤလောက၏အလင်း You are the life of the world ဟုသခင်ယေရှုကခရစ်ယာန်တို့အားဗိသိက်ပေးထားပါသည်ဂရုပြုခြင်း caring သည်လိုအပ်ပါသည်ဂရုပြုခြင်းမရှိလေမငြိမ်သက်ခြင်းသည်အဆုံးမရှိနိုင်ပါတိုင်းပြည်မြောက်ပိုင်း၌ပြင်းထန်သောစစ်တရင်ကိုကြားရသောအခါခရိယန်များဘာလုပ်နိုင်ပါသနည်းစစ်ပေးရှောင်သူအတွက်အကူအညီဖြစ်စေမည့်စားနပ်ရိက္ခာအဝတ်အစားများပေးကြပါသည်လူတော်မဟုတ်ဘဲကူညီကြပါသည်ဒါကအန္တရာယ်သိမ်းမရှိတော့လုံနိုင်ပါသည်သို့သောစစ်ပွဲရတတ်အောင်ဒေသငြိမ်းချမ်းအောင်မစွန့်စားဝန်မှာကျွန်တော်တို့၏အလင်းကရှိတော်လဲကန့်တန်ရှိပါ၏တောင်းစလားအောက်မှာအုပ်ထားရသဖြင့်ပေါ်ပေါ်ထီထီမလေးနိုင်ပါသခင်ယေရှုကတော့အိမ်သူအိမ်သားပေါင်းတို့သည်အလင်းကိုရစေခြင်းကစီမီခုံပေါ်မှာတင်ထားဖို့မိန့်တော်မူပါသည်ငြိမ်သက်ခြင်းရဖို့ရန်အတွက်ဂရုပြုခြင်းလိုအပ်ပါသည်တခါတရံဂရုပြုတာမျိုးမဟုတ်ဘဲအရှင်ဂရုပြုရအောင်တဖန်ကဆိုသည်ကမြေကြီးပေါ်မှာသင်တို့နှစ်ယောက်သည်သဘောချင်းတူ၍ဆူတောင်းလေကောင်းကင်ဘုံ၌ရှိတော်မူသောငါ၏ခမည်းတော်သည်ပေးလက်တဲ့အကြောင်းမူကားအကျွေရ၌လူနှစ်ဦးသုံးဦးတို့သည်ငါ၏နာမကိုထောက်၍စီဝေးကြ၏ထိုရ၌သူတို့လည်းမှာငါရှိ၏ဟုမိန့်တော်မူ၏ရှင်မသက်ခရစ်ကျမ်းအခန်းကြီး18အခန်းငယ်19မှ20အားလုံးဖျားရင်ကောင်းချီးပေးပါစေ